ကိုထားပြီးမင်းကရွှေပြည်ကိုပြေးခဲ့တောင်ပေါ်ရွာလေးရနဘေးကစေရီအိုလေးဝဲမို့ချဆူတောင်းဆယ်လေးတက်ပြန်ခဲ့ကိုချင်းလေးနဲ့ညီရကိုလည်းမေးလို့လေးပျော်ရွှင်စရာဖြစ်ပြများကနေကြီးလို့နှွေးစေကိုကျင်လာဖို့ဆုံးဖြစ်တော့မှတမီစီတို့ဝေးခဲ့ပြန်လဲခဲ့ပါတော့ခွေမိုးလေးရွာတော့မေကိုသိချင်ရတဲ့ရေဒီယိုလေးရဲ့ Oh, no, 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 no,